Hi, welcome back to my channel. ဒီနေ့မှာတော့သူကဘာမှပပဦး design နဲ့ဒါပေမဲ့သူကစာရွက်ကလေးထဲမှာရေးထားတဲ့စာသားကအင်မတန်မှလှပတာဖြစ်တယ်။သူ့ဘဝရဲ့ခက်ခဲမှုတွေကိုဘယ်လိုမျိုးကူညီတယ်ဘယ်လိုလူတွေကူညီတယ်ဆိုတာနဲ့ပတ်သက်ပြီးသူကကျေးဇူးတရားကိုနားလည်တဲ့အကြောင်းကိုသူကရှင်းပြထားတာဖြစ်တယ်။ Okay, အဲ့တော့သူဘာတွေကိုရေးထားလဲဆိုတော့ကျွန်တော်တို့အဆုံးထိကြည့်လိုက်ကြရအောင်. Let's get started. I never forgot those who came with the lamp when I was dead.စာကြောင်းကဒီလောက်ပါပဲဒီစာကြောင်းကိုကျွန်တော်အနေနဲ့အပေါ်မှာလည်းရေးပြထားပါတယ်ဘာသာပြန်ပြီးခန်းစားကြည့်လို့ရပါတယ်ဒီစာကြောင်းကဘာကိုမီးမောင်းထိုးပြထားတာလဲဘာကို sharing လုပ်ပေးထားတာလဲဆိုတာကိုတော့ကျွန်တော်တို့ပို့ပြီးတော့ exercise ဆရာမကြီးနဲ့တူကပညာရှင်နဲ့ပို့ပြီးနားလဲပါလိမ့်မယ်ဒါပေမဲ့သူဘာကိုမီးမောင်းထိုးပြထားလဲဆိုတော့ကျွန်တော် sharing လုပ်ပေးရမယ်ဆိုတော့သူပြောထားတာလေးကတော့အရင်ကိုလှတယ်သူဘာပြောထားတာလဲဆိုတော့ I never forgot those who came with a lamp when I was in dark ဟာလားကျွန်တော်ဘဝမှောင်မိုက်နေတဲ့အချိန်မှာပြောချင်တာကျွန်တော်ဘဝဒုက္ခရောက်နေတဲ့အချိန်သူရဲ့ဓာတ်ကြောင့်ဓာတ်ရိုက်ပြန်ရမယ်ဆိုတော့ကျွန်တော်ဘဝမှောင်မိုက်နေတဲ့အခါမှာတဲ့မိရင်နဲ့ကျွန်တော်ချီကိုရောက်လာခဲ့တဲ့လူကိုကျွန်တော်ဘယ်တော့မှမမေ့ပါဘူးတဲ့သူပြောချင်တဲ့အဓိပ္ပာယ်ပါလဲကျွန်တော်ဒုက္ခရောက်နေတဲ့အချိန်မှာကျွန်တော်ကိုလာပြီးကူညီတဲ့လူကိုသူဘယ်တော့မှမမေ့ဘူးဆိုတဲ့ပုံစံမျိုးကိုပြောတာဖြစ်တယ်ဒါကြောင့်မလို့ကျွန်တော်တို့ကလည်းဒီစာသားကိုဖတ်ပြီးတော့ကျွန်တော်တို့ပုံမှာကျေးဇူးရှိခဲ့လူတွေကိုကျွန်တော်တို့အမြဲတမ်းကျေးဇူးတည်နေရမှာဖြစ်တယ်အခုလိုမျိုးဗီဒီယိုကိုအဆုံးထိကြည့်ပေးတဲ့ကျေးဇူးအများကြီးတင်ပါတယ်နောက်မှလည်းဒီလိုပိုကောင်းတဲ့ follow တွေနဲ့အတူကျွန်တော်ပြန်လာခဲ့ပါမယ်ဒီစာတွေကလိုပဲကျွန်တော်တို့ကကျွန်တော်တို့ရဲ့ကျေးဇူးရှင်တွေကိုကျွန်တော်တို့မမေ့ဘဲနဲ့တီးတက်လိမ့်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်ဒီစာရဲ့အတိုင်းလက်တွေ့အကောင့်ထဲပေါ်နိုင်ကြပါစေလို့လည်းကျွန်တော်အနေနဲ့ဆုမကောင်းတောင်းပါတယ်I love you all see you in my next video bye bye